ဒီပစ္စည်းလေးတွေဟာအစတုန်းကတော့ထူးထူးဆန်းဆန်းအရာလေးတွေအဖြစ်နဲ့ပဲစတင်ခဲ့တာပါရုရှားစစ်သားတွေနဲ့တန်ကြပ်ကာကားတွေကိုတိုက်ခိုက်ဖို့ယူကရိန်းဘက်ကအသုံးပြုခဲ့တဲ့သေးငယ်တဲ့မောင်းသူမဲ့လေယာဉ်လေးတွေဖြစ်ပါတယ်ပူတင်ကတော့ရုရှားရဲ့အင်အားကြီးမှုနဲ့အသာစီးရမယ်လို့ထင်ခဲ့ပေမဲ့သူအကြီးကျယ်မှားသွားပါတယ်ယူကရိန်းဟာ drone အသုံးပြုသူအဆင့်ကနေ drone စစ်ပွဲရဲ့ဆရာတစုဖြစ်လာခဲ့ပါတယ်အခုဆိုရင်ယူကရိန်းရဲ့နည်းဗျူဟာတွေကရုရှားရဲ့ခြေတန်းစစ်မျက်နှာပြင်တွေကိုအစိမ့်စိမ့်မှဖြစ်အောင်အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်ပါပြီဒီလောက်ထိဖြစ်သွားရတဲ့အကြောင်းရင်းကိုကိန်းဂဏန်းတစ်ခုတည်းနဲ့ရှင်းပြလို့ရပါတယ်အဲ့ဒါကတော့80%ဆိုတဲ့ကိန်းဂဏန်းပါပဲဇန်နဝါရီ26ရက်နေ့မှာယူကရိန်းသမ္မတဇလန်စကီရဲ့ပြောကြားချက်အရယူကရိန်းစစ်ပွဲအတွင်းမှာရုရှားပြစ်မှတ်80%ကိုဖျက်ဆီးနိုင်တာဟာ drone တွေကြောင့်ဖြစ်ပါတယ်ဒီအရေးအတွက်ရဲ့အထိပ္ပယ်ကိုခဏနေအသေးစိတ်ရှင်းပြပါမယ်ဒါပေမဲ့ဇလန်စကီကတော့ယူကရိန်းရဲ့တိုးတက်ပြောင်းလဲလာမှုနဲ့စစ်မြေပြင်မှာရုရှားထက်အမြဲတမ်းတလှမ်းသာနေအောင်ကြိုးစားနိုင်စွမ်းကြောင်းသာအခုလိုရှားလက်မျိုးထွက်လာတာလို့ချက်ချင်းပဲထောက်ပြပြောဆိုခဲ့ပါတယ်အခုဆိုရင် drone တွေဟာယူကရိန်းရဲ့အရေးကြီးဆုံးလက်နက်ဖြစ်လာပါပြီdrone တွေကိုအလုံးရင်းနဲ့အသုံးပြုနိုင်ခြင်းကြောင့်တခြားသောလက်နက်စနစ်တွေကိုပါရုရှားအပေါ်ပိုပြီးထိရောက်ကောင်းမွန်စွာအသုံးချနိုင်လာပါတယ်မိမိတို့နယ်မြေကိုရန်သူလက်ထဲမပါသွားအောင်အသေးလဲတိုက်ပွဲဝင်နေတဲ့စစ်သားတွေကိုလည်းအများကြီးအထောက်အကူဖြစ်စေပါတယ်ဇလန်စကီကဒီနေ့ခေတ်မှာအမြောက်တက်ကအရေးကြီးပေမဲ့ပုံစံပြောင်းသွားပါပြီလူအင်အားအထူးသဖြင့်ကျွန်တော်တို့ရဲ့ခြေလင်တပ်သားတွေကအဓိကတာဝန်တွေကိုထမ်းဆောင်နေရဆဲပါဒါပေမဲ့စစ်ပွဲကိုနိုင်ကပြောင်းလဲလာပြီးဤပညာကိုဘယ်သူကအမြန်ဆုံးနဲ့အကောင်းဆုံးအသုံးချနိုင်မလဲဤပညာနဲ့ဘယ်လိုအသားကျအောင်လုပ်မလဲပြီးတော့စစ်မြေပြင်မှာတကယ်ပါတွေဖြစ်ပျက်နေလဲဆိုတာကိုဘယ်သူကအမှန်ကန်ဆုံးအတည်ပြုနိုင်မလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်နေပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်အခုလိုအောင်မြင်မှုတွေကိုယူကရိန်းကဘယ်လိုများအတည်ပြုနိုင်တယ်လဲဆိုတာစဉ်းစားစရာပါသူတို့ရဲ့ drone တွေကဘယ်အရာတွေကိုဖျက်ဆီးလိုက်လဲဆိုတာသူတို့ဘယ်လိုနည်းနဲ့သိနေတာလဲအဖြေကတော့ရှင်းပါတယ်ယူကရိန်းသုံးနေတဲ့ drone တွေဟာတိုက်ခိုက်မှုတိုင်းကိုဗီဒီယိုရိုက်ကူးထားလို့ဖြစ်ပါတယ်ဒါကြောင့်လေသူတို့ထုတ်ပြန်တဲ့အချက်လက်တိုင်းမှာခိုင်လုံတဲ့သက်သေတွေရှိနေတာပါယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကိုဘယ်လိုအတည်ပြုတယ်လဲဆိုတာနဲ့ပတ်သက်ပြီးဇလန်စကီရဲ့ပြောကြားချက်အချို့ကို Business Insider ကအခုလိုဖော်ပြထားပါတယ်တိုက်ခိုက်မှုတိုင်းကိုမှတ်တမ်းတင်ထားပါတယ်ဒါဟာပြစ်မှတ်ကိုထိမှန်ကြောင်းအတည်ပြုနိုင်အောင်လည်းမကပဲစစ်တီတွေရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်တဲ့ဘောနက်ပေးတဲ့စနစ်တွေလည်းအများကြီးအထောက်အကူပြုပါတယ်လို့ယူကရိန်းသမ္မတကထောက်ပြခဲ့ပါတယ်သူပြောနေတာကတော့ယူကရိန်းကအသစ်မိတ်ဆက်ထားတဲ့စနစ်တစ်ခုအကြောင်းပါအဲ့ဒီစနစ်မှာ drone အဖွဲ့တွေဟာစစ်မြေပြင်မှာရန်သူကိုချေမှုန်းနိုင်တဲ့မြ drone နဲ့မှတ်တမ်းတင်ထားနိုင်ရင်ရမှတ်တွေရရှိမှာဖြစ်ပါတယ်ဒီရမှတ်တွေကိုစုဆောင်းထားပြီးယူကရိန်းရဲ့ Free One Marketplace မှာပြန်သုံးလို့ရပါတယ်အဲ့ဒီမှာ drone မောင်းတဲ့သူတွေကပိုပြီးထိရောက်တဲ့တိုက်ခိုက်ရေးလက်နက်တွေဖြစ်လာအောင် drone အသစ်တွေနဲ့လိုအပ်တဲ့စက်ကိရိယာတွေကိုဝယ်ယူနိုင်မှာပါဒါဟာစစ်ပွဲကိုဂိမ်းတစ်ခုလိုတကယ်ဖန်တီးလိုက်တာပါပဲကြည့်ရတာထူးထူးဆန်းဆန်းအနာဂတ်ကဘာအကြောင်းရုပ်ရှင်တွေကလိုဖြစ်နေပေမဲ့ဒီစနစ်ဟာယူကရိန်းရဲ့စံသစ်တီထွင်မှုကိုပြသနေတာပါစစ်သားတွေကိုစုလက်ပေးရုံနဲ့မကပဲ online ပေါ်မှာသတင်းမှားတွေပြန့်နှံ့မလာအောင်လဲတေချာအောင်လှုပ်ဆောင်နိုင်ပါတယ်ယူကရိန်းရဲ့ရန်သူကိုချေမှုန်းပြီးအမှတ်ယူတဲ့စနစ်အကြောင်းကို The Guardian သတင်းဌာနကနိုဝင်ဘာလအစောပိုင်းမှာဖော်ပြခဲ့ပါတယ်အဲ့ဒီတုန်းကယူကရိန်းရဲ့ကာကွယ်ရေးဝန်ကြီးမီခိုင်လိုဖက်ဒရော့ပြောကြားခဲ့တဲ့အချက်အလက်တွေကိုအခြေခံပြီးဖော်ပြထားတာပါအဲ့ဒီချိန်မှာဒီအစီအစဉ်ဟာယူကရိန်းရဲ့ drone တပ်ဖွဲ့ပေါင်း400အထိပါဝင်လာတဲ့အထိအောင်မြင်လာခဲ့တာပါ။ဩဂုတ်လတုန်းကဒီတပ်ဖွဲ့အရေးအတွက်ဟာ65ဖွဲ့ပဲရှိခဲ့တာမို့ဒါဟာတကယ်ကိုအံ့ဩစရာကောင်းလောက်အောင်မြန်ဆန်တိုးတက်လာတာလို့ပြောရပါမယ်။ drone ပေါင်းသူတွေဟာသူတို့ရဲ့အမှတ်တွေကိုသုံးပြီး drone အမျိုးအစားပေါင်း100ကျော်အပြင်အလျော်လျောက်မောင်းနေတဲ့အရှင်တွေနဲ့တခြားဆက် drone ပစ္စည်းတွေကိုပါဝယ်ယူနိုင်တယ်လို့ Fedor က The Guardian ကိုပြောခဲ့ပါတယ်။အမှတ်များဆုံးရတဲ့သူတွေကိုဖော်ပြပေးထားတဲ့လီတာဘုတ်အဆင့်သတ်မှတ်ချက်ဇယားတောင်ရှိပါတယ်။အစင်စရာရဲ့ထိတ်ဆုံးကိုရောက်ဖို့ကြိုးစားခြင်းကရုရှားရဲ့ကျူးကျော်မှုကိုနီလန်ပေါင်းစုံနဲ့တားဆီးကျင်နေတဲ့ယူကရိန်းစစ်သားတွေအတွက်စိတ်ဓာတ်ခွန်အားပိုရစေပါတယ်။ဒါဟာတပ်ဖွဲ့တွေကြားထဲမှာတကယ်ကိုရေပန်းစားလာပါတယ်လို့ Fedor က The Guardian ကိုပြောပါတယ်။ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကလည်းဒီအကြောင်းကိုသိကြပြီး drone တွေ electronic စစ်စင်ရေးစနစ်တွေနဲ့တခြားစစ်ကူပစ္စည်းတွေရဖို့အတွက်အမှတ်တွေကိုအပြိုင်ဆိုင်စုနေကြတာပါ။ရန်သူခြေလင်တပ်သားတွေကိုပိုပြီးချေမှုန်းနိုင်လေdrone တွေပိုရလေဖြစ်ပြီးအဲ့ဒီ drone တွေနဲ့ရန်သူတွေကိုပိုပြီးတုံ့တင်နိုင်လေပါပဲလို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ဒါဟာသူ့လိုအားကောင်းလာစေတဲ့တန်တရားတစ်ခုလိုဖြစ်လာနေတာပါ။ရုရှားကိုပြန်လဲခုခံတဲ့နေရာမှာယူကရိန်းရဲ့နည်းဗျူဟာအတွက် drone တွေကဘယ်လောက်ထိအရေးပါလဲဆိုတာကိုဇလန်စကီကထပ်လောင်းအတည်ပြုခဲ့ပါတယ်။ပြီးတော့သူကိုယ်တိုင်တက်ရောက်ခဲ့တဲ့အခမ်းအနားတစ်ခုမှာလည်းထိတ်တန့် drone တက်မှုတချို့ကိုစုချမြင့်ခဲ့ပြီးရှေ့မှာပြောခဲ့တဲ့80%ဆိုတဲ့ကိန်းဂဏန်းကိုလည်းထပ်ပြီးအလေးထားပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့အမြင့်ဆုံးစစ်ဘက်ဆိုင်ရာဂုဏ်ထူးဆောင်တစိမ့်တစ်ခုဖြစ်တဲ့ Hero of Ukraine လို့လည်းလူသိများတဲ့ Order of the Gold Star ကို Ukraine Drone တပ်ဖွဲ့ကတပ်မှု2ဦးကိုချီးမြှင့်ခဲ့ပါတယ်။ Lavrov လို့လူသိများတဲ့အမှတ်420ခွန်တီချာတပ်မဟာကဒုဗိုလ်မှူးကြီး Oleg Hus နဲ့ Arkhili တပ်မဟာလို့လူသိများတဲ့အမှတ်420ကိုတီချာတပ်မဟာကဗိုလ်မှူး Yuri Fatorenko တို့ဟာဒီဂုဏ်ထူးဆောင်တစိမ့်တွေကိုအသီးသီးရရှိခဲ့ကြပါတယ်။ဒီပုဂ္ဂိုလ်2ဦးအခုလိုစုတစိမ့်တွေရရှိတာဟာအံ့ဩစရာတော့မဟုတ်ပါဘူး။သူတို့ရဲ့တပ်ဖွဲ့2ခုပေါင်းဟာရန်သူပြစ်မှတ်ပေါင်း 4200 ကျော်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ Euromaidan Press သတင်းဌာနကဖော်ပြထားပါတယ်
ဒါဟာကျွန်တော်တို့ဗီဒီယိုအစပိုင်းမှာပြောခဲ့တဲ့အကြောင်းအရာစီကိုပြန်ပြီးလမ်းညွှန်ပေးလိုက်တာပဲဖြစ်ပါတယ်ယူကရိန်းစစ်ပွဲမှာချေမှုန်းခံလိုက်ရတဲ့ရုရှားပြစ်မှတ်တွေရဲ့80%ဟာယူကရိန်းဒရုန်းတွေကြောင့်ဆိုတာကျွန်တော်တို့သိထားကြပါတယ်။ဒါပေမဲ့ပြစ်မှတ်အခုတရာရဲ့80%ဆိုရင်တော့ဒါဟာတိတ်ပြီးအဓိပ္ပာယ်ရှိမှာမဟုတ်ပါဘူး။အခြေအနေအရရက်ကိုခြုံငုံကြည့်ဖို့အရေးကြီးသလိုရုရှားရဲ့ဆုံးရှုံးမှုပမာဏကိုကြည့်မယ်ဆိုရင်လည်းဒီကိန်းဂဏန်းတွေဟာတကယ်ကိုကြီးမားလှပါတယ်။2025ခုနှစ်တစ်နှစ်ထဲမှာတင်ယူကရိန်းဒရုန်းတွေဟာရုရှားပြစ်မှတ်ပေါင်း8,200,000နီးပါးကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီရအတွက်ဟာတကယ်ကိုကြီးမားလွန်းတာကြောင့်ဒါကိုရှော့ချဖို့ပူတင်အနေနဲ့ဘာလုပ်ရမလဲဆိုတာကိုတောင်စဉ်းစားရခက်နေလောက်ပါပြီ။ယူကရိန်းသမ္မတရဲ့ website မှာဖော်ပြထားချက်အရဒီတိုက်ခိုက်မှုအများစုကို drone တွေမှာတက်ဆင်ထားတဲ့ first person view FPV ကင်မရာတွေနဲ့မှတ်တမ်းအတင်တည်ပြုထားတာပါ။စိတ်ဝင်စားဖို့ကောင်းတာက2025ခုနှစ်အတွင်းယူကရိန်း drone တွေဘယ်လောက်အထိတိုက်ခိုက်တယ်လဲဆိုတာသိရတဲ့အတွက်ပြီးခဲ့တဲ့နှစ်တွင်းမှာသူတို့စုစုပေါင်းပြစ်မှတ်ဘယ်လောက်ကိုအတည်ပြုတိုက်ခိုက်နိုင်ခဲ့တယ်လဲဆိုတာကိုပါတွက်ချက်ကြည့်လို့ရသွားပါတယ်။8,200,000ကို3.8နဲ့စကြည့်မယ်ဆိုရင်စုစုပေါင်းပြစ်မှတ်1.325တန်းအထိတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာယူကရိန်းဘက်ကနေဗီဒီယိုအထောက်ထားနဲ့အသေးချာအတည်ပြုနိုင်ခဲ့တဲ့ပြစ်မှတ်အရေးအတွက်သက်ပဲရှိသေးတာပါ။ဒီကိန်းဂဏန်းတွေအရဆိုရင်ယူကရိန်းဟာ2025ခုနှစ်အတွင်းမှာတစ်လကိုပြစ်မှတ်ပေါင်း85,416ခုလောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါကိုတရက်ချင်းစီပြန်တွက်ကြည့်ရင်တော့တရက်ကိုပြစ်မှတ်2,800ကျော်လောက်အထိရှိနေတာပါ။တနည်းအားဖြင့်ပြောရရင်ရုရှားဟာယူကရိန်းရဲ့ခံစစ်ကိုထိုးဖောက်ဖို့ကြိုးစားရင်တနာရီကိုအကြိမ်100ထက်မကအတိုက်ခံနေရတာပါ။ဒါပြီးခဲ့တဲ့လေးနှစ်တွင်မှာရုရှားရဲ့နယ်မြေသိမ်းပိုက်မှုတွေကဘာကြောင့်ဒီလောက်တောင်နှေးကွေးပြီးနှဲပါနေရတာလဲဆိုတာကိုကောင်းကောင်းကြီးသက်သေပြနေတာပဲဖြစ်ပါတယ်။အခုဆိုရင်ရုရှားအတွက်အခြေအနေကပူဆိုးဖို့ပဲရှိနေပါတယ်။အခုကျွန်တော်တို့တွေ့နေရတာကယူကရိန်းရဲ့တလချင်းစီတိုက်ခိုက်နိုင်တဲ့အရေးအတွက်ဟာတဖြည်းဖြည်းမြင့်တက်လာနေတာပါ။ဒါ2026ခုနှစ်ထဲမှာယူကရိန်းဒရုန်းတွေဖျက်ဆီးလိုက်တဲ့ပြစ်မှတ်အရေးအတွက်ဟာတန်ကနန်းအထိရှိလာနိုင်တယ်ဆိုတာကိုပြနေတာပါပဲ2025ခုနှစ်ရဲ့ဂိမ်းကနန်းတွေထဲမှာယူကရိန်းဒရုန်းတွေကနေကြားဖြတ်ပစ်ချခဲ့တဲ့အထက်မှာရှယ်ရီဒရုန်းတွေပါဝင်နေသလားဆိုတာကိုတော့အသေးချာမသိရသေးပါဘူးဒါပေမဲ့ယူကရိန်းရဲ့ခံစစ်ပိုင်းမှာဒရုန်းတွေကဘယ်လောက်ထိအရေးပါလာလဲဆိုတာကိုလေ့လာတဲ့အခါကျရင်ဒီအကြောင်းအရာကိုကျွန်တော်တို့ပြန်ပြီးပြောပြပေးသွားပါမယ်တလာချင်းစီတိုက်ခိုက်နိုင်တဲ့အရေးအတွက်မြင့်တက်လာတာနဲ့ပတ်သက်ပြီးဇလန်စကီကိုယ်တိုင်အရေးမျိုးပြောခဲ့တာရှိပါတယ်အဲ့ဒါကတော့ဒီဇင်ဘာလအတွင်းယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်ရုရှားဘက်ကတိစုံမှုစီးရင်ကိုသူကထုတ်ပြန်ခဲ့တာပါကျွန်တော်တို့ရဲ့ဘောနက်ပေးတဲ့ electronic ရာမှတ်စနစ်ကကာကွယ်ရေးပိုင်းမှာရှားလက်တွေပို့ထွက်လာအောင်အလုပ်ဖြစ်နေပါတယ်လို့သူကဆိုပါတယ်ဒီဇင်ဘာလမှာကျွန်တော်တို့တပ်ဖွဲ့တွေကကျူးကျော်သူ3000ခွဲကိုအောင်မြင်မြင်ချေမှုန်းနိုင်ခဲ့ပါတယ်ဒီကြားလက်အတွက်ကျေးဇူးတင်ပါတယ်လို့ဇလန်စကီကပြောပါတယ်ဒီအချက်ကိုနောက်တစ်ခါလောက်ထပ်ပြီးအလေးပေးပြောပြရစီတလာထဲမှာတင်ရုရှားစစ်သား3000ခွဲအထိတိစုံခဲ့တာပါဒါဟာဒဏ်ရာရတာကိုပြောနေတာမဟုတ်ပါဘူးတကယ်ကိုအသက်ဆုံးရှုံးသွားတဲ့အရေးအတွက်ဖြစ်ပါတယ်။ဒါစံချိန်တင်အရေးအတွက်ပါပဲ။ပြီးခဲ့တဲ့2လလောက်ကတည်းကယူကရိန်းဒရုန်းတွေရဲ့ချေမှုန်းနိုင်စွမ်းကအတော်လေးကိုမြင့်မားခဲ့တာပါ။ဇန်နဝါရီလအစောပိုင်းမှာဇလန်စကီထုတ်ဖော်ပြောကြားခဲ့သလိုပဲယူကရိန်းဒရုန်းတပ်ဖွဲ့ဝင်တွေဟာအောက်တိုဘာလမှာရုရှားစစ်သား26,000ကိုချေမှုန်းနိုင်ခဲ့ပြီးနိုဝင်ဘာလမှာတော့3,000အထိချေမှုန်းနိုင်ခဲ့ပါတယ်။ဒရုန်းတွေကြောင့်တိစုံခဲ့ရတဲ့ရုရှားစစ်သားအရေးအတွက်ကတစ်လကိုပြန်မြအားဖြင့်4,500လောက်တိုးလာနေတာပါ။ဒါယူကရိန်းကိုဆေးလို့ဖို့အရေးချင်းရှိတဲ့စစ်တီရင်အားရှာဖွေရမှာအခက်တွေ့နေတဲ့ပူတင်အတွက်တော့တကယ်ကိုထိတ်လန့်စရာပါပဲဒီဇင်ဘာလအတွက်ဂိမ်းကအချက်လက်တွေကို Forces News ကပိုပြီးအသေးစိတ်ဖော်ပြထားတာတွေလည်းရှိပါတယ်ဇလန်စကီထုတ်ပြန်ခဲ့တဲ့ဂိမ်းကနန်းတွေပြင်အဲ့ဒီသတင်းဌာနကနောက်ထပ်ထပ်လောင်းပြောကြားခဲ့တာကတော့အခုလိုတစ်လကိုလူဦးရေ3,000ကနေ4,000ကြားတည်ဆုံနေတဲ့နှုန်းကရုရှားအတွက်တော်တော်လေးများနေပြီဆိုတာပါပဲဒီလောက်ထိအမြောင်များဆုံးရှုံးနေတာကိုပြန်ပြီးအစားထိုးဖို့အတွက်ရုရှားအနေနဲ့စစ်သားအသစ်လုံလောက်အောင်စုဆောင်းနိုင်စွမ်းမရှိတော့ဘူးလို့ဆိုပါတယ်။ဒါ့အပြင်ပိုပြီးတိတောင်နှိုင်းရှင်ပြထားတာကတော့ရုရှားဟာဒီလောက်ထိစစ်တီရင်အားဆုံးရှုံးနေရတာဟာပူတင်နေနဲ့ပြည်ထိုင်စစ်တပ်ရဲ့အမြဲတမ်းစစ်တီရင်အားတဝက်နီးပါးကိုလာစဉ်လာတိုင်းအသေးခံခိုင်းနေတယ်လို့ဖြစ်နေတာပါ။အခုဖြစ်နေတဲ့အခြေအနေကိုဖော်ပြဖို့ဆက်သွားလို့မရတော့ဘူးဆိုတဲ့စကားလုံးကတိတ်ပြီးမလုံလောက်သေးပါဘူး။လုံးဝကိုယူသွင်းနေတာလို့ပြောမှပဲပိုပြီးတိကျပါလိမ့်မယ်။ Forces News ရဲ့ဖော်ပြချက်အရယူကရိန်းဟာဒီဇင်ဘာလတလထဲမှာတင်သူတို့ရဲ့ drone တွေနဲ့ပြစ်မှတ်ပေါင်း1,900,000ကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလာမှာတင်ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်128ခုဆုံးရှုံးခဲ့တာကိုလည်းတွေ့ရပါတယ်။ယူကရိန်းဘက်ကလည်းသူတို့အတွက်ဗန်းတိုင်သေးတစ်ခုသတ်မှတ်လိုက်ပြီလို့ဆိုပါတယ်။အဲ့ဒါကတော့လာစဉ်လာတိုင်းရုရှားစစ်သား9,000ကို drone တွေနဲ့အပြတ်ရှင်းဖို့ပါပဲ။ပူတင်အတွက်အကြောက်ရဆုံးအချက်ကဒီဗန်းတိုင်ဟာတကယ်လည်းဖြစ်လာနိုင်ခြေရှိနေတာပါပဲ။ဘာပဲပြောယူကရိန်းဘက်က drone တွေမကြခင်မှာပြက်လက်သွားဖို့အကြောင်းမရှိပါဘူး။ Ford သတင်းဌာနရဲ့သတင်းတောက်ဟောင်း David S က2025ခုနှစ်မတ်လမှာအခုလိုပြောခဲ့ပါတယ်။ယူကရိန်းဟာ2025ခုနှစ်အတွင်းမှာတစ်နှစ်ကို drone အစီးရေ4တန်းခွဲအထိထုတ်လုပ်ဖို့ရည်မှန်းချက်ထားပြီးစတင်ခဲ့တာပါ။ဒါပေမဲ့သူတို့ဒီပြစ်မှတ်ကိုတကယ်ပဲပြည့်မီအောင်လုပ်နိုင်ခဲ့ရလားဆိုတာကတော့အတိအကျပြောဖို့ခက်ခဲနေစေဖြစ်ပါတယ်။ Business Insider ရဲ့ဖော်ပြချက်အရအမှန်တကယ်က FPV drone အစီးရေ2.5တန်းပဲဖြစ်တယ်လို့ဆိုထားတာကြောင့်အချက်လက်တွေကကွဲလွဲနေတာကိုတွေ့ရပါတယ်။ ဒါ
ဒါပေမဲ့အဲ့ဒီသတင်းဌာနကပဲတစ်ဆက်တည်းမှာဖော်ပြထားတာကတော့တခြားခံမှန်းချက်တွေဟာ S ပြောခဲ့တဲ့ 4.5 တန်းဆိုတဲ့ကိန်းဂဏန်းနဲ့ကိုက်ညီနေတဲ့ဆိုတာပါပဲဒါယူကရိန်းအနေနဲ့ drone အစီးရေဘယ်လောက်ထိအမှန်တကယ်ထုတ်လုပ်နိုင်ခဲ့လဲဆိုတာမသိကြပေမဲ့လက်ရှိသူတို့ရဲ့ drone ထုတ်လုပ်နိုင်စွမ်းကတော့ဒီပမာဏအထိရှိနေနိုင်တယ်လို့ဆိုလိုတာပါယူကရိန်းအစိုးရဘက်ကလည်းထုတ်လုပ်မှုကိန်းဂဏန်းတွေကိုတရားဝင်ထုတ်ပြန်ထားတာမျိုးမရှိတဲ့အတွက်ဒါကိုကျွန်တော်တို့အတိအကျတော့မသိနိုင်ပါဘူးဒါပေမဲ့ 1.5 တန်းပဲဖြစ်ဖြစ် 4.5 တန်းပဲဖြစ်ဖြစ်ယူကရိန်းဟာ2025ခုနှစ်မှာ drone နဲ့တိုက်ခိုက်မှုအကြိမ်1တန်းလောက်လှုပ်ဆောင်ခဲ့တဲ့ဆိုတဲ့အချက်နဲ့ရှင်းကြည့်ရင်တော့ဒါဟာတကယ်ကိုများပြားလာတဲ့အရေးအတွက်ပါဒါအပြင်ဒီအရေးအတွက်ဟာအများကြီးပိုတိုးလာအောင်မယ်လို့ Euromaidan Press ကဖော်ပြထားပါတယ်ဇန်နဝါရီလ26ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရယူကရိန်းရဲ့ drone ထုတ်လုပ်မှုပမာဏဟာ2023ခုနှစ်ကစပြီးနှစ်စဉ်2ဆနီးပါးတိုးတက်လာခဲ့တာပါ2026ခုနှစ်အတွက်ဆိုရင်ယူကရိန်းဟာ drone အဆင့်ရေ9တန်းအထိထုတ်လုပ်ဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်ဒီလောက်များပြားတဲ့နှစ်စဉ်ထုတ်လုပ်မှုအတွက်ကုန်ကျစရိတ်ကလည်းအတော်လေးကြီးမားပါလိမ့်မယ်drone အဆင့်ရေ9တန်းအထိထုတ်လုပ်ဖို့အတွက်ယူကရိန်းအနေနဲ့ဒေါ်လာ120ဘီလီယံလောက်လိုအပ်မှာဖြစ်ပါတယ်ဒီပမာဏရဲ့တဝက်နီးပါးကိုတော့ယူကရိန်းရဲ့ကိုယ်ပိုင်အသုံးစိတ်နဲ့ဥရောပသမဂ္ဂကအာမခံထားတဲ့ချင်းငွေတွေပေါင်းစပ်ပြီးအသုံးပြုသွားမှာဖြစ်ပါတယ်။ကျန်တဲ့တွက်ကိုတော့ယူကရိန်းရဲ့မဟာမိတ်နိုင်ငံတွေစီကနေစီးရဲကူညီပုံစံနဲ့ရယူရမှာဖြစ်ပါတယ်။တကယ်လို့ယူကရိန်းဘက်ကသာသူတို့အစီအစဉ်တိုင်းအကောင့်ထဲပေါ်နိုင်ခဲ့မယ်ဆိုရင်တော့ရုရှားစစ်သားတည်ဆုံမှုနှုန်းရောကျသွားလိမ့်မယ်ဆိုတဲ့ပူတင်ရဲ့မျှော်လင့်ချက်ဟာအဆုံးသတ်သွားပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ယူကရိန်းအနေနဲ့တစ်လကိုရုရှားစစ်သား9000အထိချေမှုန့်မဲ့ပန်းတိုင်တစ်ကိုအရောက်လှမ်းနိုင်ဖို့ drone တွေအလုံးလောက်ရှိနေမှာမို့လို့ပါပဲ။ကျွန်တော်တို့ channel ကနေဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအများကြီးထပ်လာဖို့ရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ channel ကနေအကျိုးရှိတဲ့ဘူးတူတာတွေဆက်ပြီးရအောင်နိုင်ဖို့နဲ့အခုလိုအချက်လက်အသေးစိတ်တွေကိုပိုပြီးနားဆင်ကြနေဆိုရင်တော့ subscribe လုပ်ထားဖို့အခုချိန်ကအကောင်းဆုံးပါပဲဗျ။ကိန်းဂဏန်းအချက်လက်တွေကြောင့်ပြောပြီးပြီဆိုတော့ဗီဒီယိုအစပိုင်းမှာကျွန်တော်တို့အနေချင်းပဲပြောခဲ့ရသေးတဲ့အကြောင်းအရာလေးစီကိုပြန်သွားကြရအောင်ပါ။2025ခုနှစ်တစ်နှစ်လုံးမှာ Kremlin ရဲ့အမိန့်နဲ့ယူကရိန်းကို drone တွေဒုံးကျည်တွေနဲ့အပြင်းထန်တိုက်ခိုက်ခဲ့တာတွေရှိခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေအတွင်းရုရှားရဲ့ drone တွေကိုယူကရိန်းဘက်ကပြန်လည်ပစ်ချနိုင်ခဲ့တဲ့အရေးအတွက်ကကျွန်တော်တို့အစောပိုင်းမှာပြောခဲ့တဲ့ယူကရိန်း drone တွေဖျက်ဆီးလိုက်တဲ့ပြစ်မှတ်စုစုပေါင်းတွေမှာပါဝင်နေလားဆိုတာကတော့အသေးချာမသိရသေးပါဘူး။ဒါပေမဲ့အဲ့ဒီကိန်းဂဏန်းတွေထဲမှာပါတီဖြစ်စေမပါတီဖြစ်စေဒါဟာတိတ်ပြီးအရေးမကြီးလာပါဘူး။တကယ်အရေးကြီးတဲ့ချက်ကယူကရိန်းဟာသူတို့ရဲ့ drone တွေကိုရုရှားစစ်တပ်ကိုအထိနာအောင်တိုက်ခိုက်တဲ့နေရာမှာတင်သုံးနေတာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ယူကရိန်းဟာ drone တွေကိုသူတို့ခုခံကာကွယ်တဲ့နေရာမှာလည်းအာကိုတကြီးအသုံးပြုနေတာဖြစ်ပါတယ်။2026ခုနှစ်ဟာယူကရိန်းအနေနဲ့ရုရှားရဲ့ရှယ်ရီမျိုးစားတိုက်ခိုက်ရေး drone တွေကိုကြားပြတ်ဟန်တားတဲ့နေရာမှာဘယ်လောက်ထိထိရောက်မှုရှိလာမလဲဆိုတာကိုအဆုံးဖြတ်ပေးမဲ့နှစ်တစ်နှစ်လည်းဖြစ်လာနိုင်ပါတယ်။ဒီချက်ကိုလည်း Zelensky ကဇန်နဝါရီ26ရက်နေ့ကမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ရုရှားရဲ့ရှယ်ရီ drone တွေကိုပြစ်ချဖျက်ဆီးနိုင်မဲ့နည်းပညာတွေကိုယူကရိန်းအနေနဲ့ဆက်လက်ဖွံ့ဖြိုးအောင်လှုံ့ဆော်ဖို့ဟာဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုသူကအလေးပေးပြောဆိုသွားတာဖြစ်ပါတယ်။ယူကရိန်းဘက်ကအထူးတလဲအာရုံစိုက်သွားမဲ့နည်းပညာတစ်ခုရှိနေပါတယ်။အဲ့ဒါကဘာဖြစ်မလဲဆိုတာသိရဖို့ဗီဒီယိုကိုဆက်ပြီးကြည့်ရှုပေးကြပါ။ဒီအကြောင်းအရာကိုမပြောခင်မှာရုရှားရဲ့ရှယ်ရီ drone တွေဟာဘယ်လောက်ထိအန္တရာယ်ကြီးပြီးချင်းချောက်မှုအတိုင်းအတာကြီးမားလဲဆိုတာနဲ့ပတ်သက်လို့ Zelensky ရဲ့ပြောကြားချက်ကတော့တကယ်ကိုမှန်ကန်နေပါတယ်။ဒီအကြောင်းကို2025ခုနှစ်အတွင်းရုရှားရဲ့ရှယ်ရီ drone ပြူဟာနဲ့ပတ်သက်ပြီး Igor Anukin ရေးသားခဲ့တဲ့လေးလာဆန်းစစ်ချက်ကနေသိရှိခဲ့ရတာဖြစ်ပါတယ်။ဒီအစီအခံစာကိုသိပ္ပံနဲ့နိုင်ငံတကာလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းကထုတ်ပြန်ခဲ့တာပါ။Anukin ရဲ့ဆန်းစစ်ချက်အရ2025ခုနှစ်အတွင်းရုရှားရဲ့ရှယ်ရီမျိုးစား drone တွေနဲ့တိုက်ခိုက်တဲ့ပမာဏဟာတစ်ကြိမ်နဲ့တစ်ကြိမ်တူညီပဲကွဲပြားမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။အချို့တိုက်ခိုက်မှုတွေမှာ drone စင်းရေဒါဇင်အနည်းငယ်လောက်ပဲသုံးခဲ့ပေမဲ့အချို့တိုက်ခိုက်မှုတွေမှာတော့အစင်းရေ800အထိပါဝင်တဲ့အုပ်စုလိုက်တိုက်ခိုက်မှုကြီးတွေအဖြစ်အသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ဒီ drone အတော်များများကို Crimea နဲ့ Donetsk ဒေသတွေလိုမျိုးရုရှားသိမ်းပိုက်ထားတဲ့နေမြေတွေကနေ cruise ဒုံးကြီးတွေ ballistic ဒုံးကြီးတွေနဲ့အတူတွက်ဖက်ပစ်ခတ်တာဖြစ်တယ်လို့ Anukin ကထပ်လောင်းပြောကြားခဲ့ပါတယ်။သူကကိန်းဂဏန်းအချက်လက်တွေကိုလည်းတင်ပြခဲ့ပါသေးတယ်။2025ခုနှစ်အတွင်းရှယ်ရီမျိုးစား drone ပေါင်း94,538 စင်းပစ်ခတ်ခဲ့ပြီးအဲ့ဒီထဲကမှ32,200လောက်ဟာတိုက်ခိုက်ရေး drone တွေဖြစ်ပါတယ်။ကျန်တဲ့ drone တွေကတော့ယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုဝေဝါးသွားအောင်ဒါမှမဟုတ်အင်အားပြုံးတီးသွားအောင်ရည်ရွယ်ပြီးလွတ်တင်လိုက်တဲ့အတူရောင်ရှယ်ရီအမျိုးအစားတွေဖြစ်နိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ရုရှားဟာသူတို့ရဲ့အဝေးပစ် drone တွေကိုသုံးပြီးယူကရိန်းနိုင်ငံတွေကပြစ်မှတ်ထားနိုင်သမျှအရာအလုံးကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာကြဲကြဲပြန့်ပြန့်ရှိနေခဲ့ပြီးရုရှားကြီးတပ်တွေသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ဒေသအတော်များများကိုပြစ်မှတ်ထားခဲ့တာပါ။ဒါအပြင်ရုရှား drone တွေဟာပိုလန်၊ရိုမေးနီးယားနဲ့မော်ဒိုဗာတို့လိုတခြားနိုင်ငံတွေရဲ့နယ်နိမိတ်တွေတဲကိုတခါတရံဝင်ရောက်သွားတာမျိုးတွေလည်းရှိခဲ့ပါတယ်။ရုရှားဘက်ကတော့စစ်ရေးပြစ်မှတ်တွေကိုပဲတိုက်ခိုက်တာပါလို့အကြောင်းပြနေပေမဲ့လက်တွေ့မှာတော့သူတို့ရဲ့ရှယ်ရီ drone အတော်များများဟာယူကရိန်းရဲ့စွမ်းအင်အခြေခံအဆောက်အုံတွေကိုပဲပြစ်မှတ်ထားခဲ့တာပါ။2025ခုနှစ်နောက်ပိုင်းမှာစက်မှုဇုံတွေနဲ့လူနေအဆောက်အုံတွေကိုပါတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ရုရှားရဲ့ရှယ်ရီ drone တွေနဲ့တိုက်ခိုက်မှုကဇူလိုင်လမှာအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်
ရုရှားကတရက်ကိုပြင်းပြ drone အစင်းရေ230စင်းနှုန်းနဲ့ပစ်ခတ်ခဲ့တာပါဇူလိုင်လနောက်ပိုင်းမှာလည်းပြင်းပြအဖြစ်တရက်ကို133စင်းကနေ188စင်းကြားရှိနေခဲ့တာကြောင့်အပျက်စီးအတော်လေးများပြားခဲ့ပါတယ်အချုပ်ပြောရရင်ရုရှားရဲ့ရှယ်ရီမျိုးစား drone တွေဟာယူကရိန်းအတွက်တကယ်ကိုကြီးမားတဲ့ပြဿနာတစ်ခုဖြစ်နေပါတယ်ဒါပေမဲ့ပူတင်ရဲ့ဗျူဟာတွေကြောင့်ပေါက်လာတဲ့တခြားအခက်အခဲတွေလိုပါပဲဒီပြဿနာကိုဖြေရှင်းဖို့အတွက်လည်းယူကရိန်းဟာနီလန်အသစ်တွေကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်ဒီနီလန်တွေထဲမှာသူတို့ရဲ့ကိုပိုင် drone တွေကိုပြန်လည်အသုံးပြုတဲ့နီလန်တွေလည်းပါဝင်နေတာဖြစ်ပါတယ်ယူကရိန်းအတွက်တော့ဂျားပြတ်ဟန်တာရဲ့ drone တွေဟာနောက်ထပ်အရေးပါလာမဲ့လက်နက်သစ်တွေဖြစ်ပါတယ်ဒါကိုသက်သေပြနေတာကတော့2025ခုနှစ်စတင်ဘာလမှာထွက်ပေါ်ခဲ့တဲ့ကြေညာချက်ပါပဲဒီကြေညာချက်အရယူကရိန်းကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ဂျားပြတ်ဟန်တာရဲ့ drone အမျိုးအစားတစ်မျိုးကိုရုရှားရဲ့ရှယ်ရီ drone တိုက်ခိုက်မှုတွေကနေကာကွယ်ဖို့အတွက်ဗြိတိန်ကအမြောက်များစတင်ထုတ်လုပ်ပေးတော့မှာဖြစ်ပါတယ်ဒီလိုအထူးပြုလုပ်ထားတဲ့ drone တွေဟာသူတို့ရဲ့နာမည်အတိုင်းပါပဲကောင်းကင်ယံကိုပြန်တက်ပြီးကျူးကျော်ဝင်ရောက်လာတဲ့တိုက်ခိုက်ရေး drone တွေကိုဂျားပြတ်ဟန်တာတိုက်ခိုက်တာဖြစ်ပါတယ်ဇန်နဝါရီလ20ရက်နေ့မှာ The Key Independent ကဖော်ပြခဲ့တာကတော့ဒီဂျားပြတ်ဟန်တာရဲ့ drone တွေဟာ anti-drone drone ရန်ကာကွယ်ရေးအမိုးအကာလို့ခေါ်ဝေါ်တဲ့စနစ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာတော့မယ်လို့ဆိုပါတယ်ဒီစနစ်ထဲမှာနယ်လှည့်ခုခံကာကွယ်ရေးအဖွဲ့တွေလည်းပါဝင်မှာဖြစ်ပါတယ်ဒီဖွဲ့တွေကယူကရိန်းရဲ့ drone မောင်းနှင်သူတွေနဲ့လက်တွဲပြီးရုရှားရဲ့ရှယ်ရီမျိုးစား drone တွေကိုအနိကခုခံကာကွယ်သွားမယ်အားကောင်းတဲ့စနစ်တစ်ခုဖြစ်လာမှာပါဒီစနစ်တွေကိုမိတ်ဆက်သူတွေထဲမှာ Threat လည်းပါဝင်ပါတယ်သူကကျွန်တော်တို့ရဲ့တာဝန်ကယူကရိန်းနိုင်ငံအနှံ့ drone ရန်ကာကွယ်ရေးအမိုးအကာတွေကိုတိစောက်ဖို့ပါဒါတိုက်ခိုက်ခံရပြီးမှတုံ့ပြန်တဲ့စနစ်မျိုးမဟုတ်ပဲရန်သူချင်းချောက်မှုတွေရောက်မလာခင်ကတည်းကကြိုတင်ဖျက်ဆီးပစ်မဲ့စနစ်မျိုးဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်ဒါကိုကြည့်ချင်းအပြင်2026ခုနှစ်အတွင်းမှာရုရှားရဲ့အဝေးပြေးတိုက်ခိုက်မှုတွေဟာအရှင်လျော့သွားမှာမဟုတ်ပဲဒီတိုင်းဆက်ရှိနေတာဒါမှမဟုတ်ပိုပြီးတော့ပြင်းထန်လာနိုင်တယ်လို့ယူကရိန်းဘက်ကတွက်ဆထားတာကိုတွေ့ရနိုင်ပါတယ်ယူကရိန်းဘက်ကလည်းဒါကိုပြန်လဲတုံ့ပြန်နေပြီးဂျားပြတ်ဟန်တာရဲ့ drone တွေဟာသူတို့ရဲ့ခုခံကာကွယ်ရေးဗျူဟာအသစ်မှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာတော့မှာပါတကယ်လို့ဒီဂျားပြတ်ဟန်တာရဲ့ drone တွေကပြစ်ချဖျက်ဆီးလိုက်တဲ့ရှယ်ရီမျိုးစား drone တွေကိုပါ2026ခုနှစ်ရဲ့စုစုပေါင်းစင်းထဲမှာထည့်သွင်းရည်တွက်မယ်ဆိုရင်တော့2026ခုနှစ်အတွင်းယူကရိန်း drone တွေကြောင့်ပျက်စီးသွားမဲ့ရုရှားပြစ်မှတ်အရေးအတွက်ဟာတသန်းဒါမှမဟုတ်အဲ့ဒီထဲမှာကရှိလာဖို့တေချာတလောက်ပါပဲအထူးသဖြင့်တလောက်ကိုရုရှားစစ်သား9000ကျော်ချေမှုန်းမယ်ဆိုတဲ့ယူကရိန်းရဲ့ပန်းတိုင်တစ်ကိုပါထည့်တွက်မယ်ဆိုရင်တော့ဒါဟာပိုပြီးတော့တောင်တေချာနေပါတယ်ဒါပေမဲ့ဒါတွေကတော့နောက်နာဂတ်မှာဖြစ်လာမယ့်အစီအစဉ်တွေပါ2025ခုနှစ်အတွင်းယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်ရရှိခဲ့တဲ့အောင်မြင်မှုတွေစီပြန်လှည့်ကြည့်မယ်ဆိုရင်တော့ရှေ့တန်းစစ်မျက်နှာမှာထိရောက်တဲ့ရလဒ်အတော်များများကိုတွေ့ရမှာဖြစ်ပါတယ်ဒီတွေကအချက်တစ်ခုကတော့ယူကရိန်း drone တွေဟာရုရှားရဲ့ KMB ကြောက်တွေကိုအရင်ကတခါမှမရှိခဲ့ဘူးတဲ့အတိုင်းအတာအထိပြုံးတိအောင်လှုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါဟာ Euromaidan Press ရဲ့ဖော်ပြချက်အရာဖြစ်ပြီးပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်နေ့ကသတင်းတွေအရ Kremlin ဟာအမြောက်ကြီးရေအတွက်တသန်းကျော်မှာယူထားတယ်လို့သိရပါတယ်အဓိကတော့ယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်သူတို့ရဲ့အမြောက်တပ်တွေကိုရှေ့တန်းနဲ့ဝေးရာကိုဆုတ်ခွာထားရတဲ့အတွက်အဝေးကနေလှမ်းပစ်နိုင်မဲ့တာဝေးပစ်အမြောက်ကြီးတွေကိုပိုပြီးအလေးပေးမှာယူလာတာပဲဖြစ်ပါတယ်ဒါတခုတည်းဆိုရင်တော့သတင်းဖြစ်လောက်တဲ့အထိထူးခြားမှာမဟုတ်ပါဘူးဒါပေမဲ့ဒီနေရာမှာသတိပြုရမှာကယူကရိန်းရဲ့ FPV drone ခံတပ်ကြီးတွေကြောင့်သူတို့ရဲ့အမြောက်တပ်တွေကိုရှေ့တန်းမှာထားလို့မရတော့ပဲယူကရိန်း drone တွေမရောက်နိုင်တော့တဲ့အထိနောက်တန်းကိုဆုတ်ခွာပြလိုက်ရတာပဲဖြစ်ပါတယ်ဒါကြောင့်လေအဝေးကနေလှမ်းပစ်နိုင်မဲ့တာဝေးပစ်အမြောက်ကြီးတွေကိုပိုပြီးအလေးပေးဝယ်ယူဖို့အာရုံစိုက်လိုက်ရတာပါအကွာဝေးတူပစ်ခတ်နိုင်တဲ့ကြီးတွေကအရင်လိုထိရောက်မှုမရှိတော့ပါဘူးယူကရိန်းရဲ့ drone တွေကြောင့်ရုရှားဟာအမြောက်စနစ်တွေဆုံးရှုံးနေရသလိုအဲ့ဒီအမြောက်တွေကိုနောက်တန်းကိုဆုတ်ခွာပြီးပစ်ခတ်တဲ့အခါမှာလည်းပြစ်မှတ်ကိုမရောက်နိုင်တဲ့အတွက်အမြောက်ကြီးတွေအလဟတ်သက်ဖြစ်နေရပါတယ်အခုမှာယူထားတဲ့အမြောက်ကြီးတသန်းကျော်ထဲမှာကြီးအစင်းရေတသန်းကတော့152 mm MSTA အမြောက်ကြီးတွေဖြစ်ပါတယ်ဒီကြီးတွေမှာပုံမဝေးကွာတဲ့အကွာဝေးထိရောက်ရှိနိုင်ဖို့အတွက်အထူးပြုလုပ်ထားတဲ့ရန်အားဖြည့်စနစ်ပါဝင်ပါတယ်ကျန်တဲ့ကြီးတွေသိန်းကတော့တာဝေးပစ်အမျိုးအစားတွေဖြစ်ပါတယ်ဒီနေရာမှာအဓိကအရေးကြီးတာက Euromaidan Press ရဲ့ဖော်ပြချက်အရကုန်ကျစရိတ်ပဲဖြစ်ပါတယ်ပုံမှန် MSTA အမြောက်ကြီး1000ကိုရုရှားနိုင်ငံအနေနဲ့ဒေါ်လာ1250ကုန်ကျပါတယ်ရန်အားဖြည့်စနစ်ပါတဲ့အမြောက်ကြီးအမျိုးအစားကတော့ဒေါ်လာ1550ကုန်ကျပါတယ်ဒါဟာပုံမှန်ကုန်ကျတာထက်ဒေါ်လာ300ပိုများနေတာပါဒီပမာဏကိုအမြောက်ကြီးတစ်သန်းနဲ့မြောက်ကြည့်လိုက်ရင်ဒေါ်လာတန်း300အထိပိုပြီးအကုန်ကျများသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါယူကရိန်းရဲ့ FPV drone တွေကသူတို့ကာကွယ်ထားတဲ့နယ်မြေတွေထဲကိုချင်းကပ်လာတဲ့ရုရှားအမြောက်တပ်ဖွဲ့ဝင်တွေနဲ့အမြောက်စနစ်တွေကိုအပြတ်သက်ချေမှုန်းနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်ယူကရိန်းအနေနဲ့ရုရှားရဲ့အမြောက်တပ်တွေကိုစစ်မြေပြင်ကနေအပြည့်အတိုင်းပဲဖယ်ရှားနိုင်မှုဆိုရင်တောင်အဲ့ဒီအမြောက်တွေကိုအသုံးပြုရတဲ့ဈေးစကားကိုတော့ရုရှားအတွက်အရင်ကထက်ပိုပြီးကြီးလေးသွားအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်တကယ်လို့အင်အားပြုံးတိမှုအကြောင်းပြောမယ်ဆိုရင်တော့ယူကရိန်းက drone တွေကိုသုံးပြီးရုရှားပေါ်တက်ရောက်စေခဲ့တဲ့ကြီးမားတဲ့ဆုံးရှုံးမှုပမာဏကိုပြန်ကြည့်ဖို့လိုပါတယ်ကျွန်တော်တို့အစောပိုင်းကလည်းလားစဉ်ဆုံးရှုံးမှုကိန်းဂဏန်းတွေအကြောင်းပြောခဲ့သလိုယူကရိန်းအနေနဲ့ drone တွေကိုသုံးပြီးဒီကိန်းဂဏန်းတွေပိုတိုးလာအောင်လှုပ်ဆောင်ဖို့ကြီးမားထားတာကိုလည်းဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ရုရှားအတွက်ကတော့ဒီလိုအထီးကိုက်အကြဆုံးတွေဟာနောက်ကျောင်းပြန်လှည့်လို့မရနိုင်တော့တဲ့အထိအဆုံးစွန်ပျက်စီးခြင်းစီကိုဥတီသွားစေနိုင်တာဖြစ်ပါတယ်
ဒါဟာ NATO အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte ရဲ့အမြင်လည်းဖြစ်ပါတယ်။ယူကရိန်းကြောင့်တစ်လကိုရုရှားစစ်သား2000 ခွဲအထိသေဆုံးနေရတယ်လို့ဇန်နဝါရီလတုန်းကပြောကြားခဲ့တာပါ။ဒီခန့်မှန်းချက်ဟာယူကရိန်းဘက်ကထုတ်ပြန်တဲ့ကိန်းဂဏန်းတွေထက်နည်းနေပေမဲ့ပူတင်အတွက်တော့စစ်ရင်အားပြက်လက်မှုဆိုင်ရာကြီးမားတဲ့အခက်အခဲတွေဖြစ်ပေါ်စေဖို့လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ရုရှားဟာအာဖဂန်နစ္စတန်မှာ10နှစ်ကြာဆင်နွှဲခဲ့တဲ့စစ်ပွဲတစ်ခုလုံးမှာဆုံးရှုံးခဲ့ရတဲ့စစ်သားအရေအတွက်ထက်အခုယူကရိန်းစစ်ပွဲရဲ့တလတာအတွင်းမှာတင်စစ်သား1000ခန့်ပိုပြီးဆုံးရှုံးနေရတယ်လို့လူတေးကရှင်းပြခဲ့ပါတယ်။အာဖဂန်နစ္စတန်စစ်ပွဲတုန်းကရုရှားစစ်သား1000ခွဲသေဆုံးခဲ့တာနဲ့နှိုင်းယှဉ်ရင်အခုတော့သူတို့ဟာတလအတွင်းမှာတင်ဒီလောက်ဒါမှမဟုတ်ဒီထက်မကတဲ့ပမာဏကိုဆုံးရှုံးနေရတာပါလို့လူတေးကပြောပါတယ်။ဒါကြောင့်ဒါဟာသူတို့ဘက်မှာဆက်ပြီးတောင်းခွန်နိုင်စွမ်းမရှိတော့တဲ့အခြေအနေမျိုးပါလို့လည်းဆိုပါတယ်။ဒီနေရာမှာဒဏ်ရာရတာထက်သေဆုံးတဲ့စစ်သားအရေအတွက်ကိုပိုပြီးအလေးပေးပြောသွားတာကလည်းအရေးကြီးတဲ့အချက်ဖြစ်ပြီးဒါဟာယူကရိန်းဒရုန်းတွေကြောင့်ဖြစ်လာရတဲ့နောက်ဆက်တွဲရလဒ်တစ်ခုလည်းဖြစ်ပါတယ်။ယူကရိန်းတူတွေရဲ့အဆိုအရကျူးကျော်စစ်ဆင်နွှဲတဲ့စစ်တပ်တစ်ခုမှာပုံမှန်အဖြစ်ဒဏ်ရာရသူ3ဦးရှိတိုင်းသေဆုံးသူ2ဦးနှုန်းတိအချိုး3အချိုးစားရှိရမှာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားစစ်တပ်ရဲ့အချိုးစားကတော့ဒီလိုမဟုတ်ပါဘူး။2025ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ရုရှားစစ်တပ်ရဲ့စုစုပေါင်းထိခိုက်ကျဆုံးမှုတွေထဲမှာသေဆုံးသူအရေအတွက်က56%အထိရှိလာတယ်လို့သတင်းဖော်ပြချက်တွေအရသိရပါတယ်။ဒါဟာဒဏ်ရာရသူထက်သေဆုံးသူကပိုများနေတာဖြစ်ပြီးလက်ရှိမှာတော့ဒဏ်ရာရသူ10ဦးရှိတိုင်းသေဆုံးသူ12ဦးနှုန်းအထိအချိုးစားဖြစ်ပေါ်နေတာပါ။ဒဏ်ရာရတဲ့စစ်သည်တွေကိုပြန်လည်ကယ်ထုတ်ဖို့ပြက်ကွက်ခဲ့တာတွေပြင်တန်ကြပ်ကာရှင်တွေပြက်လက်သွားလို့အတင်းကျပ်အသုံးပြုနေရတဲ့စစ်ဗျူဟာတွေကြောင့်ရုရှားဟာဒီလိုအခြေအနေဆိုးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါဟာလည်းယူကရိန်းအနေနဲ့သူတို့ရဲ့ drone တပ်ဖွဲ့တွေကိုပဲကျေးဇူးတင်ရမယ့်အချက်တစ်ခုဖြစ်ပါတယ်။စစ်မြေပြင်မှာရုရှားရဲ့တန်ကြပ်ကာရှင်တွေဆုံးရှုံးမှုဟာဘယ်လောက်ထိပြင်းထန်နေပြီလဲဆိုတာကိုရောမိတ်ဆွေတို့သိချင်ပါသလား။ဒါပေမဲ့တကယ်ကိုထူးခြားတဲ့ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေတာကတော့ယူကရိန်းရဲ့ drone အသုံးပြုမှုနဲ့ကျွန်တော်တို့စောစောကပြောခဲ့တဲ့ game စားသလိုမျိုးပုံစံဖန်တီးထားတဲ့စမ်းသစ်တဲ့နည်းပညာတွေပဲဖြစ်ပါတယ်။ဒါတွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ရုရှားသိမ်းပိုက်ချင်နေတဲ့နေမျိုးတွေဟာရုရှားစစ်တပ်အတွက်ငရဲကန်းတစ်ခုလိုဖြစ်လာရပါတယ်။အခုဆိုရင်ရှေ့တန်းစစ်မျက်နှာရဲ့10မိုင်ပတ်လည်အတွင်းရောက်ရှိနေတဲ့ဘယ်လိုစစ်သားမျိုးမဆိုယူကရိန်းရဲ့ drone တွေကြောင့်အချိန်မရွေးအသက်ဆုံးရှုံးနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။တကယ်လို့2026ခုနှစ်မှာယူကရိန်းသာသူတို့ကြီးမှန်းထားတဲ့အတိုင်းလှုပ်ဆောင်နိုင်မယ်ဆိုရင်တော့2025ခုနှစ်ကဂိမ်းကနန်းတွေဟာအခုထက်စာရင်ဘာမှမဟုတ်သေးဘူးလို့တောင်ပြောရမှာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့လို့ကျေးဇူးတင်ပါတယ်။တကယ်လို့ဒီဗီဒီယိုကိုနှစ်သက်တယ်ဆိုရင်တော့ယူကရိန်းစစ်ပွဲရဲ့အဓိကကြားတဲ့အချက်လက်တွေကိုအသေးစိတ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel ကိုအခုပဲ subscribe လုပ်ထားလိုက်ပါဗျ။